ဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃတယုံဘောဓိမန္တေပမောရိတာဇယံတရနာဂကနာမေတိနောဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃတယုံဘောဓိမန္တေပမောဓိတာဇယံတရာနာဂကနာမဟေတိနောအယံအတ္တမရှိကဲမှန်ပြီလျက်သက်ရှိကဲ့တွင်ဤမြေပြင်နှင့်ကောင်းငယ်ရိုက်ကျူးဤအောင်မြင်မှုအထူးသည်ကသီရိမတောသက္ကဝလဤလောကဝယ်ရှိသည်မြဥတ္တုံကောင်းသိမ်ကုန်တို့နိုင်ပုံရှင်စေမတူပေသာကျက်သေးတော်ပေါင်းစုအောင်ကိန်းပြောရလည်းဖြစ်တော်မူပေထသောဗုဒ္ဓတာယိသစ္စာညေယဟုသမျှကိုမြူစမဲ့ကြံတပင်ဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးသာလျင်ဇယောလူမင်းနာမင်းမြမမင်းတို့ကောင်းတင်ချိတ်ဉဏ်အောင်ပွဲတော်ခံယူခြင်းပေသည်ပါပိမတောယုံမှဉာဏ်ဉာဏ်ပညာကံ၍အန္တစင်စစ်ဧကံဖြစ်သောမာရသာသဘောဓိမဂိုင်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမီစစ်ကြီးချီ၍ရှစ်ဒီငိမ်ညောင်းမြေပြင်ဆောင်များချိန်မောင်းတိုက်ခိုင်လာသောမနတာဤတိကပရာဇယောဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလည်း၍စေကွဲကြီးရှုံးနှိပ်ခြင်းပါပေသည်ဣတိသောတရာထောမာနကိုအောင်မြင်သည့်နေ၌ဘောဓိမန္တေသဗ္ဗညုညာယေတံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောရိတနှင့်တဲ့အာယံရှင်လန်းဝမ်းမြောက်ကြကုန်သောနာဂနတ်နဂပေါင်းတို့သည်မေတိနောတိလခဏသတိကျေစုကုန်အထုကုန်စေဘုရှာမိလက်ကျတော်မူပြီးသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိန်ဉဏ်အောင်ပွဲသံကိုဩဃတယုံသက္ကဝါတိုက်တောင်းလုံးခိုက်အောင်ကျူးရိုက်ထွေငောကြွေးကြော်တော်မူကြလေကုန်ပြီတကား